ရှေ့ကဗီဒီယိုတွေမှာကျွန်တော်တို့ဘဝရဲ့ပူလောင်မှုတွေနဲ့အဲ့ဒီပူလောင်မှုကိုဖြစ်စေတဲ့ဆွဲလန်းမှုတွေအကြောင်းပြောခဲ့ပြီးပါပြီ။ဒီနေ့မှာတော့အဲ့ဒီပူလောင်မှုတွေအားလုံးကိုချက်ချင်းရပ်တန့်သွားစေမဲ့ The Truth of the Cessation of Suffering နိရောဓသစ္စာအကြောင်းကိုပြောပြပေးသွားပါမယ်။ နိဗ္ဗာန်ဒါမှမဟုတ်ဆင်းရဲချုပ်ငြိမ်းတဲ့ဆိုတာကိုယူဒီကထင်မှားတတ်ကြပါတယ်။နိဗ္ဗာန်ဆိုတာဘာဆိုပါမှမရှိတော့တဲ့အခြေအနေ၊မာဆိုတာနဲ့မရှိတော့တဲ့အခြေအနေလို့တချို့တွေကအထင်မှားနေကြပါတယ်။တကယ်တော့နိရောဓဆိုတာအရာရာကိုလွှတ်ချလိုက်ဖို့မဟုတ်ပဲမလိုအပ်တဲ့ဆွဲလန်းမှုတွေကိုလွှတ်ချပြီးပေါ့ပါလွတ်လပ်သွားတဲ့စိတ်အခြေအနေကိုပြောတာပါ။ဘာမှမရှိတော့တာမဟုတ်ပဲစိတ်ညစ်စရာတွေမရှိတော့တာကိုဆိုလိုတာပါ။နိရောဓသစ္စာကိုနေ့စဉ်ဘဝမှာအခုလိုခန်းစားကြည့်လို့ရပါတယ်။ဥပမာသင်ကတစ်ဖက်လူကိုငါချစ်တယ်လို့ပြန်ချစ်ရမယ်။ငါစကားနားထောင်ရမယ်လို့အတင်းချုပ်ကင်ထားရင်သင်ရောသူ့ပါစိတ်ဆင်းရဲရပါတယ်။အဲ့ဒီ control ချုပ်ကင်လို့စိတ်ကိုလွှတ်ချလိုက်ပြီးသူ့ကိုသူ့တဘာဝအတိုင်းလက်ခံလိုက်တဲ့ဌာနမှာတင်စိတ်ထဲကဝန်ထုတ်ကြီးကျသွားတယ်လို့ခံစားရပါလိမ့်မယ်။အဲ့ဒီ relief တတရမှုဟာနိရောဓသစ္စာပါပဲ။လုံကန်းခွေမှာဆိုရင်လေငါသူများတွေထက်တာလွန်ရမယ်ငါပဲအကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ perfectionism အစွဲကြောင့်အလုပ်လုပ်တဲ့နေရာမှာလိုအပ်တာထက်ပိုပြီးပင်ပန်းပြီးစိတ်ပင်ပန်းစေတတ်ပါတယ်ငါတာဝန်ကိုအကောင်းဆုံးလုပ်မယ်ရလက်ကတော့သူ့အကြောင်းနဲ့သူလာလိမ့်မယ်လို့လွတ်ချလိုက်တဲ့အခါစိတ်ဖြစ်စီးမှုတွေချက်ချင်းပျောက်သွားတာမျိုးပါဒါကိုကျွန်တော်တို့နေ့စဉ်ဘဝမှာအသုံးချလို့ရအောင်ဘယ်လိုလေ့ကျင့်ကြမလဲတင်တစ်ခုခုကြောင့်စိတ်ပူလာတိုင်းကိုပြန်ပြီးပါငါခုဘာကိုအတင်းစုပ်ကင်ထားတယ်လဲအဲ့ဒီအစွဲကိုတီးလိုက်ပြီးလွတ်ချလိုက်တဲ့အခါတင်စိတ်ခါချစ်ချင်းအေးချမ်းသွားပါလိမ့်မယ်ဒါဟာနိဗ္ဗာန်ရဲ့အရာသာကိုမြည်ဆန်းကြည့်ကြပါပဲနိရောဓသစ္စာဟာတေမရောက်မယ့်နေရာမဟုတ်ပါဘူးဆွဲလန်းမှုကိုလွတ်ချနိုင်တဲ့အခိုက်အတန့်တိုင်းမှာတင်ဟာငြိမ်ချမ်းမှုကိုခန်းစားနိုင်ပါလေနောက်ဗီဒီယိုဒီမှာဒီလိုမျိုးလွတ်ချတတ်အောင်လေ့ကျင့်သင်ကြားပေးနိုင်မယ် Mega သစ္စာ The Truth of the Path အကြောင်းကိုပြောပြပေးသွားပါမယ်